ဒီနေ့မှာတော့ဗေဒနိုးဘုရင်မကြီးရဲ့အုပ်ချုပ်ပုံရဲစွမ်းတတိနဲ့စူးစမ်းအားထုတ်မှုတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုအစီအစဉ်လေးကိုဆက်လိုက်ရအောင်လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကမြန်မာမြေပေါ်တွင်ထုံးကားခဲ့သောခမ်းနားထဲဝါသောယဉ်ကျေးမှုများစွာထဲမှတစ်ခုကတော့ဗေဒနိုးမြို့ပြနိုင်ငံပဲဖြစ်ပါတယ်ဒီနိုင်ငံကိုဦးဆောင်ခဲ့တဲ့သူရဲကောင်းဘုရင်မတပါရှိခဲ့ဘူးပါတယ်ပြူလူမျိုးတို့ရဲ့မူလမြို့တော်ဖြစ်တဲ့တရေခေတ္တရာထက်စောပြီးတည်ထောင်ခဲ့တဲ့ဗေဒနိုးဟာအလွန်တိုးတက်ဖွံ့ဖြိုးခဲ့ပါတယ်ဒီမြို့ပြနိုင်ငံကိုစွတ်စွတ်ဆဆဦးဆောင်ခဲ့တဲ့မိဖုရားဗေဒနိုးဟာဉာဏ်ပညာရှိပြီးခေါင်းဆောင်ကောင်းတဦးဖြစ်ခဲ့ပါတယ်သူမရဲ့လက်ထက်မှာဗေဒနိုးဟာကုန်းသွယ်ရေးရောယဉ်ကျေးမှုပါအလွန်တိုးတက်ခဲ့ပါတယ်ပြူစာပေတွေပိတုကလက်ရာတွေဟာဒီခေတ်မှာပဲစတင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဗေဒနိုးဘုရင်မရဲ့ခီးလန်းဟာလွယ်ကူခဲ့တာမဟုတ်ပါဘူးပတ်ဝန်းကျင်ကရန်သူမျိုးစုံနဲ့ဆင်ဆက်မပြတ်တိုက်ပွဲတွေဆင်နွှဲခဲ့ရပါတယ်သူမဟာဘယ်တော့မှနောက်မဆုတ်ခဲ့ပဲမိမိပြည်သူတွေကိုကာကွယ်ဖို့နိုင်ငံတော်ကိုထိန်းသိမ်းဖို့အမြဲတိုက်ပွဲဝင်ခဲ့ပါတယ်သူမရဲ့ခေါင်းဆောင်မှုအောက်မှာဗေဒနိုးဟာရန်သူတွေကိုအကြိမ်ပေါင်းများစွာတွန်းလှန်နိုင်ခဲ့ပါတယ်ဗေဒနိုးဘုရင်မကြီးရဲ့တတိဉာဏ်ပညာနဲ့ခေါင်းဆောင်မှုစိတ်ဓာတ်တွေဟာမြန်မာသမိုင်းမှာမေ့မရနိုင်တဲ့စာမျက်နှာတစ်ရပ်ကိုရေးထိုးခဲ့ပါတယ်ဗေဒနိုးမြို့ပြနိုင်ငံဟာပျက်စီးခဲ့ပေမဲ့သူမရဲ့ပုံပြင်ကတော့ဒီနေ့ခေတ်အထိရင်ဘတ်ထဲမှာအသက်ဝင်နေစေပဲဖြစ်ပါတယ်ဗေဒနိုးဘုရင်မကြီးဟာမြန်မာသမိုင်းရဲ့အတောက်ပဆုံးခြေတပွင့်အဖြစ်ထာဝရထွန်းလင်းနေမှာပါ